Hey guys အားလုံးပဲကျွန်တော်တို့ battery ပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်က Minecraft original မှာထည့်ဆုပ်ရတဲ့ shader လေးတစ်ခုနဲ့ browser ဆက်စာကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ video လေးကိုစလိုက်ကြအောင် let's go ဒီနေ့ကတော့ newbie8 recreative video လို့ခေါ်ပါတယ်သူက setting လေးလည်းရှိရပါတော့ night sky black growing all ရယ်ပြီးရင် sunset sky black growing all ရယ်ပြီးရင် day sky black growing all ရယ်ဆိုပြီးရှိပါတယ်ပြီးတော့ရှိသေးရပါတော့ကျန်တဲ့ဟာရယ်ကျွန်တော်ဖတ်တတ်တော့နော်ဘာလို့စစ်စောက်ဖတ်တယ်လဲဖတ်ကြည့်ပေါ့sunset sky နဲ့day sky night sky ဒါ you night sky ဒါ sunset you sky ပေါ့ဒါ you day sky မှာကျွန်တော်ကတော့ day sky နဲ့စမ်းပြအောင်နော် day sky black glowing all နဲ့စမ်းပြမှာဖြစ်ပါတယ်မှာအဆုံးရှိရပါတော့ကျွန်တော်အရင်ဒါပြကြည့်ရပါလားစစ်စားတို့ဒါလေးနဲ့ကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ဘာလို့ကြိုက်တဲ့ဟာနဲ့စမ်းပါတော့ဆိုတော့create လုပ်လိုက်အောင်ရောဖုန်းကလက်နေဘလို့တို့ကြီးကျွန်တော် game နဲ့ရောက်လာပါပြီ game နဲ့လောက်လာခြင်းမှာပဲတော်မိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်ဖုန်းကမကောင်းဘူးဆိုတော့လည်းလက်နေပါတော့ browser စစ်သားဖုန်းဆိုနေစင်ပြပါတယ် sky ကလည်းမိုက်တယ်ဖြစ်ရှင်ကျွန်တော်တခြားလေးထည့်ထားလို့ပေါ့နော်အခုလို grade တွေဖြစ်နေတာပေါ့နော်ရေကလည်းကြီးနေရပြလုံးဝမိုက်တယ်ဒါ movie shader လာလို့အောင်ကျွန်တော်ထင်ရတယ်ပေါ့နော်ဒါပေမဲ့ဒါ movie ကိုMinecraft Origin မှာပြန်ဆုံးအောင်လုပ်တာဖြစ်တဲ့အတွက် UV လောက်တော့တိတ်မမိုက်ဘူးခဏကျွန်တော် setting လေးပြောင်းလိုက်မယ်ကျွန်တော် survival ဖြစ်နေတဲ့အတွက်ဝင်နေခဏနော် create ပြောင်းလိုက်ရပြီးတော့ကျွန်တော်ဒီတခြားပြအောင်နော်ပြန်မှာလို့ကိုကျွန်တော်ပြန် global ဆိုမှမှာဒါကျွန်တော်သုံးထားတဲ့တခြားဘက်တွေပါဒီမှာတော့ကဲ brother ကျွန်တော်တို့ရုပ်ရှိပြီစောင်းရှိရတူတယောက်လားဒါဆိုရင်တော့ကျွန်တော်ရဲ့ Telegram GP လေးကိုကြောင်းထောက်ရအောင် GGB လေးမှာဆိုရှင်ကျွန်တော်ရဲ့ဒီစကားလေးလည်းပြောရမယ်ပြီးတော့တကယ်ချင်းလေးရှိမှာဖြစ်တဲ့အတွက်လောက် join ထောက်ရအောင်ကံကောင်းရင်ကျွန်တော်ရဲ့ fake one မြင်မှာဖြစ်တဲ့အတွက်လက်လုံးမခံသေးတဲ့ခွင့်ကြီးလေးပါဆိုတော့ join မဲ့ link ကိုတော့ကျွန်တော် comment မှာ link ချပေးထားပါမယ်ဆိုတော့ video လေးပြန်ဆက်လိုက်ရအောင်ပြီးကျွန်တော်ပြီးဆိုတော့ရှောက်ပဲကြည့်အောင်ပြီးတော့သူကမြူလေးလည်းပေါအောင်လုပ်ပြီးထားပါတော့တော်မိုက်တယ်ကျွန်တော်သုံးတဲ့ full grant နဲ့ဆိုရင်ဒီတခြားကွက်တီပဲဗျဝါတော်မိုက်တယ်ဗျ sky ကို show ခဏကြောပြကျွန်တော် render cloud ပိတ်ထားရပါတော့ render cloud ဖွင့်ထားရတိတ်မလှလို့ဗျဒီမှာကျွန်တော် render cloud ပိတ်ထားတာပေါ့နော်ဆိုတော့ကောင်းရင်လည်းတက်ကြည့်ရပါတော့သူက newbie shader မဟုတ်တဲ့အတွက် sky ရဲ့ကြာတခြားတစ်ခုအနေနဲ့ပဲရှိနေတာပေါ့နော်ဟိုလိုတိတ်နေရမရွေးရှားနေဘူးအဲ့တိုင်းပဲဖြစ်နေတာပေါ့နော်အဲ့မှာကျွန်တော်ဘလို့သွားတာတိတ်နေရှိမြဘူးပေါ့နော်ဆို growing all လေး glow လိုက်စမ်းတက်ကြည့်ပါဦးနော်ရေသုံးနေနဲ့ iron ore ပြီးရင်ကိုဘယ်လိုဖြစ်နေဩရကွာရ diamond ore ပြီးရင် lapis နဲ့ diamond မှာတော့ lapis ရစားတော့redstone coal လုပ်ပြန်မှာရင်လက်ကတော့ချောနေရပဲဒီလည်းမဟုတ်တော့ copper ဆိုတော့ဒီ torch လေးတစ်ခုပဲလုပ်လိုက်မယ်နော် diamond ဒါကြ redstone coal copper emerald အပေါ်ကနေပဲတင်နေမှာဗျာredstone မဟုတ် diamond ပြီးပြီlapis gold ဒါလေးရဲ့လင်းနေတော့ iron ဒါမဲ့ copper နဲ့ခိုးနေရတော့မလင်းဘူးညာဘာလို့လဲကြော်လည်းမသိဘူးဒါမီးတို့လေးပေါ့နော်ကျွန်တော်က FPS boost ထည့်ထားတော့တိတ်တော့မလင်းဘူးပေါ့မဟုတ် effect လေးသူကအပေါ်လေးကိုဘယ်လိုပြောမီးမုံလေးတက်နေတာဒီပါပဲပေါ့နော်ဒါတော့ lantern lantern လည်းမိုက်တယ်ဗျမကြည့်ပါဆိုတော့ night time ကိုကျွန်တော်ချက်ပြောင်းကြည့်လိုက်ကောင်night ဝဲတာကိုမှားတယ်ဘရိုလက်တယ်ကွာ midnight လုပ်နေပြီရမောင်ထဲမှာမလင်းဘူးလေဘရိုတို့မြင်းဒီခဏချိုက်မြင်းချားလေးတော့လင်းသွားတယ်လေဗျကြောစိတ်ရင်သူကအလင်းအောင်ရှိမှရလင်းတဲ့ပုံပေါ်တယ်တရားဆိုဒီတိုင်းလေးပဲပြန်ပြောင်းလိုက်ကြအောင်
စကိုင်းမပြောင်းဘာဖြစ်လို့လဲမသိရလားကျွန်တော်နောက်မှသိလိုက်ကြတာစကိုင်းကဟိုတခြားတစ်ခုဖြစ်တဲ့အတွက် setting နဲ့ဖွင့်ပြီးပြောင်းရမယ်ဆိုတာပါဆိုတော့ကျွန်တော်တို့ setting လေးပြောင်းပြီးတော့ wall တွေကို different ပြန်လဲရောက်ရှိလို့လာခဲ့ပါပြီဗျာဒါကတော့ကျွန်တော် sunset sky လေးပဲဖြစ်ပါတယ်ဟိုနေလုံးရဒါရှိရလားနောက်ရလားကျွန်တော်မသိဘူးဗျ sunset ကနေဝင်ချိန်နော် sunrise ကမှနေထွက်ချိန် oh my god လာတယ် bro တို့ရေးကြည့် bro တို့ကကြီးလိုက်တော့အမတကယ်လာတယ်မှာပေါ်ကောင်းရင်ရှိုးပြာစမ်းဆက်ဆိုနေဝင်ချိန်ပေါ့နော်ဒါလေးကိုမြင်တော့ကျွန်တော်တခုတော့တတိသွားရရဗျာဒါဘာလဲဆိုတာတော့ကျွန်တော်ပြောတော့ပါဗျာလုံးဝမိုက်တယ်ဗျာတော်တော်ကြိုက်သွားပြီဗျာကျွန်တော်က cave ထဲကိုသွားကြည့်အောင်ဗျာဘာလဲဆိုတော့ cave ထဲမှာ pollution တွေကြည့်လေဆိုတော့ကျွန်တော်သွားသိကျင်တယ်လေဆိုတော့အောက်လေးတန်းလေးပဲဗျာမလူကြီးတူးသွားလိမ့်မယ်ဗျာယောoh wait ဒါ lapis ဟုတ်တယ် lapis တွေတွေ့နေရဗျာဒီမှာ lapis လင်းနေနော်ဒါတော့မိုက်တယ်ဗျာလင်းနေရလေးကိုကြော်ကြိုက်ဒါပေမဲ့အမောင်ထဲမှာမလင်းတာတော့တိတ်မမိုက်ဗျာဟိုပဲတူသွားလိမ့်မယ်ဗျာပြီးတော့ဒါနဲ့ဒီ back creator က Dream MG230D ဆိုတဲ့တယောက်ပါသူ့ channel လေးကိုတော့ကျွန်တော် description မှာချပေးထားမှာပေါ့နော်သူ့ရဲ့ channel မှာသွားတော့မှကျွန်တော်ရဲ့ကိုယ်ပိုင်တခြားမဟုတ်တဲ့အတွက်ကျွန်တော် link မပေးပါဘူးကျွန်တော် video link လေးပဲချပေးပါမယ်တော်လေးတစ်ခုယူလေးပါပြီဝါမိုက်မြူလေးစားနေနော်ဒီမှာကြည့်ပါ cave ထဲမှာဟိုလုံးဝစမ်းဆက်ဆိုတော့ဘယ်လိုရအောင်လဲပန်းရောင်နဲ့တန်းနေဗျာအာယုံလေးလက်ဟိုပြီးတော့ရှင်ဒီမှာကြည့်ရောအော်လေးကိုကြည့်လိုက်လို့ဆိုလုံးဝမြူလေးစားနေနော်အပေါ်မှာလည်းပန်းရောင်မြူလေးစားနေပေါ့နော်စမ်းဆက်ဆိုတော့လေဒါဆိုရင် night sky လေးကိုတွားကြည့်လိုက်ရ 2000 years later ကျွန်တော် night sky လေးချိန်ပြီး Minecraft wall တွေကိုတစ်ဖန်ပြန်ရောက်လာပါပြီ night sky ကတော့တည့်တဲ့အတိုင်းမြူလေးရဲ့ပန်းရောင်မှုတော့ပဲပြောင်လေးဖြစ်သွားပြီပေါ့နော်ပြောင်မှနည်းနည်းရင့်တဲ့ပုံပေါက်တယ်ပေါ့မကြည့်ပါယို bro ဆုံးပြီးကျွန်တော် channel ကို subscribe လုပ်ထားလားမှန်ဖြေစမ်းမင်းကငါမေးတာတော့မဖြေပဲရှောက်သွားတော့ဗောမင်းတို့နှစ်ကောင်ကဟိုကောင်က subscribe မလုပ်တော့ဘူးကျွန်တော်ရော့အမမင်းလည်းလာ subscribe မလုပ်တဲ့ကောင်လေးဒီလား subscribe မလုပ်ချင်ပါမှာမင်းလောင်လိုက်ဝင်နေမှာ subscribe မလုပ်တဲ့ကောင်ဟိုကောင်ပြရောက်အောင် A few moments later ကျွန်တော် brother ကို nice guy ပြရင်လို့ဗောနော်ခုနထွက်လိုက်တာပါဟိုဘောတွေထွက်ပြန်ရောက်လာပါပြီဒီမှာတိုးတွေထွက်တွေ့ပါတယ်ဘယ် Mr. Shi ရဲ့ channel subscribe လုပ်ထားလားကွာကျွန်တော်မလုပ်ထားဘူးဗျာခင်ဗျာ channel subscribe လုပ်ဖို့ကျွန်တော်မေ့နေလို့ဗျာကဲဒါဆိုမင်းတေဦးတာပြင်တော့အားရဲ့ဓာတ်တော်ကြီးနဲ့မင်းကိုတက်မယ်ကွာမင်းပေပြီးမှမင်းပြန်လာခဲ့စမ်းရော့နှုတ်ကောင်ဓာတ်နဲ့ပဲတန်ဟို Mr. Shi ရဲ့ channel subscribe လုပ်ထားတာsubscribe လုပ်ရင်ကျွန်တော်ခင်ဗျားကိုဝီကျွေးမယ်လေဟို channel subscribe လုပ်ထားတော့ကွာကျွန်တော်ခုလေး subscribe လုပ်ထားပါဗျာရော့ဒါဆိုရင်မြတ်စားတို့ကျွန်တော်ညကျွေးလိုက်ပေါ့နော်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားတူငါကောင်ပါလို့တာလေးရောငါပြီးွားအဲ့လိုမလုပ်ကောက်အဲ့လိုပဲကျွန်တော်ရဲ့ viewer တွေအဲ့လိုကာဝယ်မှုရှိတယ် subscribe လုပ်ထားတဲ့သူတွေပြောနော် subscribe မလုပ်တဲ့ကောင်တွေကတော့ခုနကတိုးတဲ့ဇုံနှစ်ကောင်ဖြစ်သွားပြီဟိုကောင်းရင် share ရတယ်မိုက်ဝေါအော်လေးလည်းလင်းနေဗောနော်ဒီမှာ nice guy ကပို့ပြီးတော့အလုပ်ဖြစ်တာလားကျွန်တော်ပြောတတ်ဘူးမိုက်ကြည့်ဝေါမိုက်တော့ဗီဒီယိုတွေကဒီလောက်ပါပဲကျွန်တော်ကိုကြည့်ရှုပေးကြတဲ့သူတူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ် KD ဗီဒီယိုဘာသာစတောက်အတွက်ခောက်ဖြစ်မယ်ဆိုရှင်ကျွန်တော် channel like subscribe comment နဲ့ကူညီပေးတော့ရပါတယ်subscribe မလုပ်တဲ့ကောင်တွေကခုနက3ကောင်လေးဖြစ်မယ်နော်သိရမလားဆိုတော့ bye bye ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်